အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ MN Caflow Channel ကနေကြိုဆိုပါရစေအခုကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Jump Time Application လေးပဲဖြစ်ပါတယ်သူကကြတော့ Fine နဲ့ account ရှိတဲ့လူတွေဆိုရင်တိုင်းရငွေတင်ထုတ်လုပ်နိုင်လို့software မှာအထူးကြဗျာကျွန်တော်တို့ VPN သုံးတာလည်းရှောင်းရမယ် device တစ်ခုမှာဖုန်းတစ်လုံးမှာ Android တစ်လုံးမှာကျွန်တော်တို့ account နှစ်ကောင်သုံးတာလည်းရှောင်းရမယ်ဘာလို့ဆိုတော့အဲ့ဒီအရာတွေက ban နေကြကျွန်တော်ဆိုရင်ဖုန်းတွေနှလုံးသုံးလုံးလောက်ကိုကျွန်တော်မှ2ခု3ခုလောက်ကြောပြီးတော့ယူခဲ့ဘူးတယ် account တွေဖွင့်ပြီးတော့လုပ်ခဲ့ဘူးတယ်ကျွန်တော်ကို ban သွားပြီဗျာအခုဆိုလုံးလုံးကိုသုံးမရတော့ဘူးမိညီကိုမောင်နှမရဲ့ကိုယ့်ရဲ့ညီကိုမောင်နှမရဲ့နေလဲဒီလိုတွေဖြစ်မှာဆိုတဲ့အတွက် device တစ်ခုတစ်လုံးမဲ့သုံးဘာလို့ရေရှည်သုံးရမယ်အတွက်ရေရှည်တာသုံးဘာလို့ဆိုတော့လက်ဆံတွေအများကြီးရလို့ပါဒီနေနဲ့တော့ဆုံးtrade wallet ရှိရယ် MetaMask wallet ရှိရယ် Final wallet ရှိရယ် Coinbase ရှိရယ်ကျွန်တော်ကတော့ trade wallet နဲ့ပဲတောင်းပြပါတယ်ဒီရင်ဆုံးကျွန်တော်တို့ကGmail နဲ့ login ကိုရေလုံးဝင်ရပါတယ်ဒီမှာ sign in လုပ်ရပါတယ်မိတ်ဆွေတို့ရဲ့ Gmail ကို login ဝင်လိုက်ရင်ဆုံးဝင်ပြီး log ပြန်ထွက်ပြီးတော့ sign up ပြန်လုပ်ရတာဒါကျွန်တော်ဝင်ပြီးသားဖြစ်တဲ့အတွက်ပါshort wallet ကကြတော့ဘာကောင်းတာတော့ဆိုတော့သူက error တွေတုံးကကင်းတယ်ဗျာယုံကြည်စိတ်ချရတယ်ဘိုင်းနဲ့အကောင့်မရှိတဲ့လူတွေဆိုရင်ကျွန်တော်စီလာရောင်းလို့ရတယ်ပေါ့ travel wallet ကနေပို့ပြီးတော့ကျွန်တော်စီပြန်ပို့ရောင်းလို့ရတယ်အဲ့ဒါတွေကတော့ Telegram မှာကျွန်တော်လင်းချပေးပါမယ် Okay ဟုတ်ပြီကျွန်တော်ဗီဒီယိုတက်လေးတွေဖြည့်ပြပါမယ်ဒီနေ့ကတော့ Not VPN အကောင့်လေးကို copy ယူလိုက်မယ်နော်လွတ်လိုက်တဲ့အဲ့ဒီမှာ email ကိုကြည့်ပါမယ်ကျွန်တော်တို့ copy email ပေါ်လာရှိဆောင်ပါခဏဆောင်ပါ start တက်ကိုနှိပ်ပြီးကျွန်တော်ဗီဒီယိုတွေနဲ့တော့ copyright ထိမှာဆိုလို့ YouTube မှာဗီဒီယိုကြည့်တာတော့ကျွန်တော်ကြော်ထားလိုက်တဲ့ဘိုင်းတွေပါပါတယ်ဟိုဗီဒီယိုရဆိုကျွန်တော်တို့2မိနစ်ကြည့်ရပါမယ်ခဏဆောင်ပြ line မကောင်းသေးဘူးเนาะโอเคရပါပြီSonar email လေးကိုကျွန်တော်တို့တစ်ချက်သွားကြည့်ရမယ်ကြည့်ပြီးတော့တူတဲ့ဟာတွေကိုဝင်ပြီးတော့ဒီကောင်နဲ့တူတဲ့ဟာတွေကိုကြည့်ဒီဗီဒီယိုကြည့်ရမှာမယ်2မိနစ်ကြည့်ရမယ်ဘာလို့ဆိုတော့ကျွန်တော်က copyright ရှိမှာဆိုလို့ယူတော့ပါဘူး topic name လေးပဲကျွန်တော်ကြည့်ထားလိုက်မယ်00အဲ့ကောင်ကို copy ယူမယ်copy ယူပြီးကျွန်တော်တို့ဒီအောက်ကပေါင်းခွဲလေးမှာပိတ်ချပြီးတော့ submit လုပ်လိုက်ပြီးအဲဆို offer တစ်ခုပြီးသွားပြီကျွန်တော် Okay နောက်လည်းအများကြီးဖြည့်လို့ရပါတယ်ဟုတ်ပြီကျွန်တော်ဒီဗီဒီယိုလေးကကြာတစ်မျိုးကျွန်တော်ဖြည့်စတင်ဖြည့်တော့မယ် and money online ဒီကောင်လေးကို copy ယူလိုက်ပြီ
ပေါ်ကနေရှာလိုက်မယ် status ကိုနှိပ်ပြီးတော့ပုံတူတာလေးကိုကြည့်မယ်ဗျာနောက်ထပ်ဟုတ်ပြီတွေ့ပြီဆိုတော့ video စကစ်တာတော့ကြော်လိုက်ပြီဗျာချန်network ဟာလေးကိုလည်းဝင်လိုက်မယ်လင်းနေကိုအဲဆိုပတ်စံရောက်သွားပါပြီဟိုတက်ဘောင်းနဲ့မဖြစ်ရတဲ့ဟာကြတော့အဲ့လိုလေးပဲဖြစ်ရတာပါ